အားလုံးပဲမင်္ဂလာပါရှီ channel ကနေကြိုဆိုလိုက်ပါတယ်ကျမနာမည်ကတော့လက်အောင်အောင်ကြဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်အမျိုးသမီးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဟာဘယ်လောက်ထိအရေးကြီးလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အမျိုးသမီးနဲ့ပတ်ဝန်းကျင်လို့ပြောလိုက်တဲ့အထဲမှာကျမတို့ကအမျိုးအစားတွေ၅ခုအနေနဲ့တွေ့နိုင်ပါတယ်နံပါတ်1ကဆိုလို့ရှိရင်ကျမတို့တဘာဝပတ်ဝန်းကျင်ဖြစ်တယ်ဒီတဘာဝပတ်ဝန်းကျင်ထဲမှာဆိုလို့ရှိရင်တော့ကျမတို့ကဒီတောတောင်ရေမြေတွေပါတယ်တဘာဝဖြစ်တည်တဲ့အရာတွေပါတယ်ပြီးလို့ရှိရင်ကျမတို့ဒီတဘာဝရေမြေပြီးလို့ရှိရင်ဒီကဘာစัจ java လာကြီးထဲမှာရှိနေတဲ့တဘာဝအတိုင်းရှိနေတဲ့အရာတွေအားလုံးပေါ့နော်ဒါတွေဒီယာဒီဥဒုတွေပါတယ်နောက်ပြီးတော့မှဒီရေထဲမှာနေတဲ့အကောင်တွေပါတယ်ဒီကုန်းပေါ်မှာနေတဲ့အကောင်တွေရေထဲမှာရောကုန်းပေါ်မှာရောနေတဲ့အကောင်တွေနောက်ပြီးတော့ဒီကျမတို့တဘာဝအဖြစ်တစ်တော်တွေဒီဟင်းဒီဟင်းရွက်မြေပါပေါ့နော်ဒါတဘာဝလုတ်တဲ့တဘာဝလူလုတ်တဲ့အရာမဟုတ်တဲ့အရာအားလုံးကိုတဘာဝပတ်ဝန်းကျင်ဆိုပြီးတော့ကျမတို့မြင်နိုင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ဒီလူလုတ်တဲ့ပတ်ဝန်းကျင်ပေါ့နော်လူကနေဖန်တီးထားတဲ့အရာတွေဒါဆိုလို့ရှိရင်ဒီအဆောက်အဦတွေပါမယ်နေအိမ်တွေဒီတရားတွေလူနဲ့မြင်နေရတယ်လူနဲ့လှုပ်ထားတဲ့အရာတွေပေါ့နော်လူတွေဖန်တီးထားတဲ့အရာတွေဒါတွေဟာဆိုလို့ရှိရင်လူလုပ်ပတ်ဝန်းကျင်ဖြစ်တယ်နောက်တစ်ခုကတော့ဒီ social environment လို့ခေါ်တဲ့ကျမတို့ရဲ့လူထုပတ်ဝန်းကျင်ဖြစ်တယ်ကျမတို့ဟာဒီ community လူထုထဲမှာအစုအဖွဲ့ထဲမှာနေတယ်ကိုယ့်ရဲ့ရပ်ကွက်ထဲမှာနေတယ်ကိုယ့်ရဲ့ဘာသာရေးအဖွဲ့အစည်းကိုယ့်ရဲ့နိုင်ငံပြည်နယ်တိုင်းဒီစัจ java လာပေါ့နော်ဒီထဲမှာကျမတို့ကလူမှုအတိုင်းဝိုင်းနဲ့နေတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒါဟာဆိုလို့ရှိရင်ဒီ social environment လို့ခေါ်တဲ့လူမှုအတိုင်းဝိုင်းဆိုတဲ့အရာကိုကျမတို့မြင်နိုင်တယ်နောက်တစ်ခုကတော့ဒီ cultural environment လို့ခေါ်တဲ့ကျမတို့ရဲ့ရိုးရာဓလေ့တွေကျမတို့တန်ဖိုးထားမှုတွေအမြဲတမ်းလှုပ်လိလှုပ်ထရှိတဲ့ဒီအလေးအထတွေပေါ့နော်ကျမတို့လူမျိုးစုထဲမှာတန်ဖိုးထားမှုအရာတွေတယောက်နဲ့တယောက်ကျမတို့ဒီနိုင်ငံတနိုင်ငံနဲ့တနိုင်ငံဒီပြည်နယ်တစ်ခုနဲ့တစ်ခုပေါ့နော်ဒီကျမတို့ရဲ့တန်ဖိုးထားတဲ့ရိုးရာဓလေ့တွေဒါတွေကိုလည်းကျမတို့ကဒီ cultural environment အနေနဲ့တွေ့နိုင်ပါတယ်နောက်ပြီးတော့မှဒီကျမတို့ပေါင်းဆက်ထားတဲ့အရာတွေပေါ့နော်ပေါင်းဆက်ထားတဲ့အရာတွေထဲမှာဆိုလို့ရှိရင်ကျမတို့ခဏပြောတဲ့ထဲမှာဆိုလို့ရှိရင်ဥမာရေနေတဲ့တဝါတွေကုန်းနေတဲ့တဝါတွေကျမတို့မြင်ရတယ်လို့ရေထဲမှာလည်းနေလို့ရတယ်ဒီကုန်းထဲမှာလည်းနေလို့ရတယ်တဝါတွေလည်းအများကြီးရှိတယ်ပေါင်းဆက်ထားတဲ့ကျမတို့ရဲ့ဒီလူမှုပတ်ဝန်းကျင်ပေါင်းဆက်ထားတဲ့ပတ်ဝန်းကျင်ကိုကျမတို့မြင်နိုင်တာဖြစ်ပါတယ်လို့ဆိုတော့ကျမတို့အခုအမျိုးသမီးနဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တလားပေါ့နော်ဆိုတော့အရာကိုကျမတို့စဉ်းစားလိုက်လို့ရှိရင်ဆိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အမျိုးသမီးတွေလည်းလူသားဖြစ်တဲ့အလျောက်ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်နဲ့ပို့ပြီးတော့မှသဟဇာတဖြစ်အောင်နောက်ပြီးတော့မှဒီတဘာဝပတ်ဝန်းကျင်အရေးမှာဒီအမျိုးသမီးတွေအနေနဲ့ဘယ်လိုမျိုးကျမတို့ပါဝင်သင့်လဲဆိုတဲ့အရာကိုဒီနေ့ဇောင်းပေးပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်လို့ဆိုတော့ဒီnatural environment လို့ခေါ်ရဲပေါ့နော်ဒီတဘာဝအတိုင်းရှိနေတဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်အမျိုးသမီးတွေကကျမတို့ဆိုရင်အိယာထတာနဲ့များတော့အဖြစ်အမျိုးသမီးကထမင်းဟင်းချက်ပြုတ်ကြတယ်ပေါ့နော်ဆိုတော့အိမ်မှာဆိုရင်ရေသုံးဆွဲတဲ့အရာတွေဒါဆိုလို့ရှိရင်ကျမတို့ရေရရှိဖို့ရန်အတွက်ရေကိုဘယ်လိုတွားယူမလဲဆိုတဲ့အရာပေါ့နော်ဆိုရင်ဒါကျမတို့ရဲ့ပတ်ဝန်းကျင်မှာအမျိုးသမီးတွေဟာအရန်ကိုမှအရေးကြီးတဲ့ကဏ္ဍကနေရှိနေတယ်။သမင်းဟင်းချက်ပြုတ်သွားမယ်ဆိုလို့ရှိရင်ကျမတို့ခဏပြောတဲ့ရေချင်းပြီးတော့ကိုရီမိသားစုအတွက်ချက်ပြုတ်ဖို့အတွက်ကျမတို့ဟင်းတီဟင်းရွက်တွေဒါတွေဆိုရင်ကျမတို့ကဘယ်မှာသွားပြီးတော့မှတွားယူရလဲဆိုရင်ဒါ natural market ပေါ့နော်တကယ်တဘာဝပေးတဲ့ supermarket ပေါ့နော်တဘာဝပေးတဲ့ဒီတစ်တော်တွေတောတောင်ထဲမှာကျမတို့သွားတယ်အခုချိန်မှာကျမတို့မှုတွေရမယ်မြစ်တွေရမယ်ဒီဟင်းတီဟင်းရွက်တွေပေါ့နော်တေဥတဖူတွေဒီဟာကနေကျမတို့ကရရှိပြီးတော့မှကိုယ့်ရဲ့မိသားစုကိုကိုယ့်ရဲ့သားသမီးတွေကိုချက်ပြုတ်ကျွေးမွေးတယ်ပေါ့နော်ဆိုတော့ကျမတို့နေ့တူကဒီတဘာဝနဲ့
အမြဲတမ်းထိတွေ့နေတာပေါ့နော်တနေ့မှသဘာဝနဲ့မထိတွေ့တဲ့အချိန်ဆိုတာမရှိဘူးပေါ့နော်ဆိုတော့ဒါကြောင့်မို့ကျမတို့အမျိုးသမီးတွေဟာဒီသဘာဝနဲ့ထိတွေ့မှုရှိတယ်သဘာဝဖြည့်ဆည်းမှုခံရတယ်ဆိုရင်ကျမတို့အမျိုးသမီးတွေနဲ့ဓာတ်ရိုက်အချိုးကျပေါ့နော်ထိခိုက်နစ်နာမှုတွေရှိတယ်ပေါ့နော်အခုချိန်မှာဆိုရင်မိုးတွင်းကာလလည်းဖြစ်တဲ့အတွက်ကြောင့်မို့ရေကြီးရေရှာမှုတွေအင်မတန်မှဆိုးရွားမှုတွေဖြစ်နေတယ်ကျမတို့ဒီကချင်မှာဆိုလို့ရှိရင်လည်းဒီလိုက်စာမှာဒီမုံလိုက်ခါပေါ့နော်တကယ်ရေမိုးရာဒီလည်းဖြစ်တဲ့အလျောက်ဒီရေအားကလည်းမိုးအားကလည်းများတယ်အဲ့ဒီထဲမှာမှကျမတို့တခြားတော့ဒီတူးဖော်မှုလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေဒီဟာရဲ့နောက်ဆက်တွဲတွေကြောင့်မို့လဲဒီရေကြီးရေရှာမှုတွေကဒီတာမန်မဟုတ်ဘဲနဲ့ပေါ့နော်နေအိမ်တွေအထိရောက်ရှိလာပြီးသူ့ရဲ့ရေလမ်းကြောင်းတွေလွဲပြီးတော့မှကိုယ့်ရဲ့နေအိမ်အထိရောက်လာပြီးတဲ့လူတွေကိုထိခိုက်နစ်နာတိတ်ဆုံးမှုတွေဖြစ်စေတယ်ပေါ့နော်အဲ့ဒီထဲမှာလည်းတကယ်တမ်းပြန်ကြည့်လိုက်တဲ့အချိန်မှာဒီအမျိုးသမီးနဲ့ဒီကလေးငယ်တွေမိခင်တွေတက်ကြီးရွယ်အိုတွေကပို့ပြီးတော့မှထိခိုက်နစ်နာမှုတွေခံစားနေရတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ကျမတို့ဘာကြောင့်မို့လဲဆိုတဲ့အရာကိုလည်းကျမတို့စဉ်းစားဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုရေကမိုးရွာဒီဆိုမိုးရွာမှာပဲရေကြီးမှာပဲအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်တာမန်ရေမိုးရွာတဲ့အရာမှာရေကြီးတာကတော့ဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်သူ့ရဲ့တစ်ပင်တွေမရှိတော့တဲ့အတွက်ဒီမြေကိုဒီရေကမ်းပါးတွေကိုကျမတို့ဒီတစ်ပင်ကနေပြီးတော့မှစုပ်ထားနိုင်မှုအားတွေမရှိတော့တဲ့အချိန်မှာရေလန်းကလွဲသွားတာရေလန်းချောင်းတွေမရှိတော့တာပေါ့နော်ရေလန်းချောင်းကဒီမြေတွေကပျော့နေတဲ့အချိန်မှာဒီမြေတွေခိုင်အောင်မလုံနိုင်တဲ့အချိန်မှာလည်းဒီမြေတွေဟာရေထဲမှာမျောသွားတဲ့အရာတွေပေါ့နော်နောက်ပြီးတော့ကျမတို့ရဲ့ဒီမြေတူကငကို original ဒီမကိုင်မထိထားတဲ့မြေမဟုတ်တဲ့အချိန်မှာမိုးကပုံမှန်ရွာတာထက်အစပေါင်းများစွာရွာလို့ရှိရင်တခါတည်းဒီဘလို့မှထိန်းတဘာဝရဲ့အားပေါ့နော်ဘလို့မှမထိမ့်သိမ့်နိုင်တဲ့အချိန်မှာဒီလိုမျိုးရေအားနဲ့ပါပြီးတော့မှကျမတို့အများကြီးပဲထိခိုက်နစ်နာမှုတွေရှိတယ်ပေါ့ဆိုတော့ဒါကိုလည်းကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေမှာကျမတို့အများကြီးပဲလှုပ်ဆောင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီအမျိုးသမီးနဲ့ပတ်ဝန်းကျင်လို့ပြောလိုက်တဲ့အချိန်မှာများတော့အဖြစ်ကတော့ဒီတဘာဝပတ်ဝန်းကျင်လုပ်ငန်းတွေမှာအမျိုးသမီးတွေပါဝင်မှုကမဆိုင်ဘူးလို့တချို့ကအဲ့လိုမျိုးထင်တတ်ကြတယ်ပေါ့နော်တကယ်ကတော့အမျိုးသမီးနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုမှာဆိုလို့ရှိရင်လည်းကျမတို့တွေဟာအများကြီးပဲဒီအရေးကြီးတဲ့ကဏ္ဍမှာရှိတယ်ပေါ့နော်ဆိုတော့ဒီတဘာဝကိုထုတ်ယူသုံးဆွဲတဲ့အချိန်မှာဒီဘလို့ထုတ်ယူသုံးဆွဲမလဲကာကွယ်တဲ့နေရာမှာရောဘလို့ကာကွယ်ထိမ့်သိမ့်မှုတွေလုပ်မလဲဆိုတဲ့အရာတွေကိုအမျိုးသမီးတွေကိုယ်တိုင်ဒီတဘာဝတယံဇာရတွေကိုစီမံခန့်ခွဲတဲ့နေရာတွေမှာရောတဘာဝပတ်ဝန်းကျင်တွေကိုထိမ့်သိမ့်တဲ့နေရာမှာရောကျမတို့အမျိုးသမီးတွေဟာတကယ်ပဲဆုံးဖြတ်ချက်ချတဲ့နေရာမှာပါဝင်ပြီးတော့မှလှုပ်ဆောင်တင်တာဖြစ်ပါတယ်လို့အခုကျမတို့ဒီမြန်မာနိုင်ငံအတိုင်းအတာနဲ့ပဲကြည့်မယ်ဆိုလို့ရှိရင်လည်းငလင်ဖြစ်သွားတယ်ကျမတို့မတ်လမှာဆိုတော့ဒီငလင်ဖြစ်သွားတဲ့အချိန်မှာထိခိုက်နစ်နာတဲ့သူတွေကဘယ်သူတွေလဲကျမတို့ပြန်ကြည့်မယ်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့တကယ်ပဲဒီကလေးငယ်တွေเนาะအများကြီးပဲဒီမူကြိုကျောင်းမှာအသက်ဆုံးရှုံးသွားတယ်ဒီအကုန်လုံးပေါ့နော်ဘလို့မှမထင်မှတ်ထားတဲ့အချိန်မှာဖြစ်သွားတယ်ဒီတဘာဝရဲ့တကယ်ဆိုးကျိုးပေါ့နော်ဒီ natural disaster လို့ခေါ်တဲ့တဘာဝဘေးဒဏ်ကြီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့လူပေါင်းများစွာအသက်ဆုံးရှုံးမှုတွေကျမတို့ဖြစ်တယ်ဒီဟာကိုပြန်လဲထူထောင်ဖို့လုပ်တဲ့နေရာမှာဆိုလို့ရှိရင်လေကျမတို့ဟာဒီအများကြီးပဲလူအင်အားငွေအင်အားနောက်ပြီးတော့နီးပညာတွေနဲ့ကျမတို့အများကြီးအခုလှုပ်ဆောင်နေရတယ်ပေါ့နော်ဒါတောင်မှကျမတို့ဒီပြန်လဲထူထောင်ရေးလုပ်ငန်းလှုပ်ဆောင်တဲ့နေရာမှာအများကြီးပဲကျမတို့လိဟာမှုတွေထိခိုက်နစ်နာမှုတွေပံ့ပိုးမှုလှုပ်ဆောင်တဲ့နေရာမှာအများကြီးပဲခက်ခဲမှုတွေနဲ့ကြုံတွေ့နေရတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျမပို့ပြီးတော့မှဇောင်းပေးပြီးတော့ပြောချင်တာကတော့ဒီကချင်မှာဆိုလို့ရှိရင်ကျမတို့ကတယံဇာရအင်မတန်မှပေါ်ကျွယ်ဝတဲ့နေရာဖြစ်တယ်ကျမတို့မှာကြောက်စိမ့်ရှိတယ်ရွှေရှိတယ်တစ်တော်တွေတောင်တွေနောက်ပြီးတော့ပရင်နေရှိတယ်အခုဆိုလို့ရှိရင်ဒီမြေရှားပေါ့နော်တူးဖော်မှုอ่ะဆိုလို့ရှိရင်
အင်တမ်မှဒီဆိုးကျိုးတွေဖြစ်နေတယ်ဆိုပြီးတော့မှဒီကျမတို့ပြည်တွင်းပြည်ပမီဒီယာတွေကနေပြီးတော့မှမိမောင်းထိုးတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီတဘာဝပတ်ဝန်းကျင်မှာအဓိကပြီးတော့မိခိုနေတဲ့လူကအဲ့ဒီကဌာနေတိုင်းရင်းသားတွေဖြစ်တယ်နောက်ပြီးတော့မှအဲ့ဒီဌာနေတိုင်းရင်းသားတွေကအခုချိန်မှာကျမတို့ရွှေ့ပြောင်းနေရတယ်စစ်ကြောင်းမှုပေါ့နော်စစ်ဖြစ်နေတဲ့အချိန်မှာစစ်ကြောင်းမှုလဲကျမတို့ရွှေ့ပြောင်းနေရတယ် IDP ဖြစ်ရတယ်အဲ့ဒီထဲမှာမှကိုယ့်ရဲ့မိသားစုကိုနေ့တူကစားဖို့တောက်ဖို့အတွက်ချက်ပြုတ်ဖို့အတွက်ကြတော့အမျိုးသမီးတွေကပြန်ပြီးတော့တာဝန်ယူရတယ်ဆိုတော့ဘယ်နေရာမှာကျမတို့ကိုယ့်ရဲ့မိသားစုကိုထမင်းဟင်းချက်ပြုတ်ဖို့အတွက်ရေအဝတ်လျှော်ဖို့အတွက်ရေဘယ်နေရာမှာကျမတို့တွားခတ်မလဲဆိုတော့ဒီအစိတ်တစ်နေတဲ့ရေတွေကိုကျမတို့သုံးဆွဲရမှာလားဘလောက်ကြာကျမတို့ဒီလိုမျိုးခက်ခဲတဲ့ပြဿနာတွေကိုကျမတို့လှုပ်ဆောင်နေရမလဲပေါ့နော်ဆိုတော့ဒါကလည်းကျမတို့အခုအချိန်မှာအရန်အရေးကြီးတဲ့ဒီဆွေးနွေးမှုတွေကျမတို့အခုချိန်မှာလုပ်နေတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခဏပြောတဲ့လူလှုပ်လို့ပေါ့နော်လူလှုပ်လို့ကျမတို့ပတ်ဝန်းကျင်နေပျက်စီးဆုံးရှုံးရတယ်ဆိုတော့ဒီပျက်စီးဆုံးရှုံးရတဲ့တဘာဝပတ်ဝန်းကျင်ဒီဟာတွေကိုကျမတို့ပြန်လည်ကုစားဖို့နောက်ပြီးတော့မှထိခိုက်နစ်နာတဲ့လူထုအပေါ်မှာကျမတို့ပြန်လည်ပြီးတော့မှကုစားဖို့ရန်အတွက်သူတို့တွေတရားမျှတမှုရရှိရန်ဖို့ရန်အတွက်လည်းကျမတို့တွေဟာဒီအချိန်မှာကျမတို့တကယ်ပဲစဉ်းစားပြီးတော့လှုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်ဆိုလို့ရှိရင်ကျမတို့ဟဲ့ဒါကတော့ငါတို့ ਨੇ ဘလို့လို့လက်လန်းမိမလဲငါတို့အမျိုးသမီးတွေဆိုတာပေါ့နော်ငါတို့ IDP တွေငါတို့ဌာနေတိုင်းရင်းသားတွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါတို့ကမဆိုင်ဘူးပေါ့နော်များတော့အဖြစ်တော့ကိုယ့်ရဲ့ဒေတာမှာကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့မိသားစုအရေးကိုလှုပ်ဆောင်နေရတော့မှအနိုင်ဘလို့မလို့ငါတို့ကဒီတဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေမှာပါဝင်နိုင်မလဲဆိုတော့မိကူကလည်းမေးကြတယ်ပေါ့နော်ဟာဘလို့လုပ်နိုင်မှာလဲကျမတို့ကအခုဆိုစစ်ပြေးဖြစ်နေရတယ်အခုဆိုကျမတို့ကအရန်ခက်ခဲနေတယ်စစ်လည်းဖြစ်နေတယ်နေ့တနေ့နဲ့တနေ့ပေါ့နော်ဒီကိုဘလို့အသက်ရှင်ရမလဲဆိုတာတော့မှအနိုင်ပေါ့နော်ဒီလိုခက်ခဲနေတဲ့အချိန်မှာဘယ်လိုမျိုးကျမတို့ဒီဘာဝပတ်ဝန်းကျင်ကာကွယ်မှုလုပ်ငန်းမှာလုပ်နိုင်မလဲဆိုတော့ဒီစိန်ခေါ်မှုတွေကလည်းခက်ကြီးမားနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့တကယ်အခုချိန်မှာကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့ဒီအဖွဲ့အစည်းတွေမှာကိုယ့်ရဲ့ဒီလူထုရက်ကွက်တွေမှာဒီအကြောင်းအရာတွေကိုပြောကြားဖို့ရအတွက်ဆွေးနွေးဖို့ရအတွက်အချိန်ရောက်လာတာဖြစ်တယ်ပေါ့နော်ငါတို့နဲ့မဆိုင်ဘူးတဘာဝပတ်ဝန်းကျင်ကသူ့တဘာဝအတိုင်းရှိနေတာပဲလို့ကျမတို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီတဘာဝစိုးကျိုးတွေကိုပြီးတော့ဒီလူတွေကနေပြီးတော့မှမတရားဒီတဘာဝတယံဇာရတွေကိုအလွန်အမဲတူးဖော်တာကြောင့်မို့လဲဒီရာရဲ့စိုးကျိုးတွေကကျမတို့နေ့တူကခံစားနေရတဲ့အရာဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီအရာမှာစိုးကျိုးတွေကိုခံနေရတာကလည်းဒီအမျိုးသမီးတို့တွေကလည်းပို့ပြီးတော့မှများတယ်။ဘာဖြစ်လို့လဲဆိုတော့လူဦးရေရဲ့တဝက်ကျော်တွေကအမျိုးသမီးတွေပဲပို့ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီအရေးအရာတွေကိုလှုပ်ဆောင်တဲ့အချိန်မှာဒီအမျိုးသမီးတွေရဲ့အတန်အမျိုးသမီးတွေရဲ့ဒီအချိန်အမျိုးသမီးတွေရဲ့အားအင်သူတို့တွေရဲ့အုံနောက်ပေါ့နော်သူတို့ရဲ့ဒီလူအရင်အမြစ်ကလည်းဒီနေရာတွေမှာပါဝင်ပြီးတော့မှလှုပ်ဆောင်ဖို့ရအတွက်လိုအပ်တဲ့အချိန်ဖြစ်ပါတယ်လို့ဒီခဏကျမတောက်လျှောက်ပြောသွားတဲ့ထဲမှာနေ့တူကဒီအမျိုးသမီးတွေဟာဆိုလို့ရှိရင်ရေအရင်အမြစ်တွေကိုတုံးရတယ်မြေအရင်မြစ်တွေတောတောင်ဒီအရင်မြစ်တွေကိုတုံးတဲ့အချိန်မှာတမအဦးဆုံးတို့ကအရင်ပြီးတော့မှစိုးကျိုးကိုခံစားနေရတာပေါ့နော်အခုချိန်မှာဒါကြောင့်မို့လို့ဒီစီမံကိန်းတစ်ခုဝင်လာမယ်ဆိုလို့ရှိရင်လေကျမတို့ကဒီ free prior consent လို့ခေါ်တဲ့လူထုကနေပြီးတော့မှတကယ်ပဲသဘောတူညီပြီးတော့မှလှုပ်ဆောင်တဲ့အရာမျိုးကျမတို့ဒီလိုက်နာရတဲ့ဒီစီမင်းစီကနေနိုင်ငံတကာစံချိန်စံနှုန်းတွေကိုလိုက်နာရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီစီမံကိန်းတစ်ခုဒီရွာမှာဝင်လာတယ်ဆိုလို့ရှိရင်ဒေတာခန်ကအမျိုးသမီးအဖွဲ့နဲ့စကားပြောရမယ်ဒေတာခန်ကရမီရဖာနဲ့အတင်းတော်သူ့ရဲ့ဘာသာရေးအဖွဲ့အစည်းဒီအားလုံးနဲ့တကယ်ပဲကျမတို့ consult လုပ်ပြီးတော့ပေါ့နော်ဆွေးနွေးမှု
လှုပ်ပြီးတော့မှသဘောတူညီမှုတွေရရှိပြီးမှပဲကျမတို့လှုပ်ဖို့ရန်အတွက်ဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီအခုအချိန်ဆိုရင်ကျမတို့တော်လိုင်းရေးကာလဖြစ်တယ်အားလုံးကဆိုလို့ရှိရင်နေ့တူကဒီလေရင်ကနေဘုံကျဲတဲ့အရာတွေဒီအရာတွေကိုပြည်သူလူထုတွေကကြောက်လန့်စွာနဲ့နေရတဲ့အရာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်တကယ်ကုန်စိမ်းနှုန်းတွေလည်းမြင့်မားတဲ့အချိန်မှာတကယ်စားဖို့တောက်ဖို့အတွက်အင်မတန်မှခက်ခဲနေရတဲ့အချိန်ဖြစ်တယ်ပေါ့နော်ပြီးရင်စစ်ပြေးဒုက္ခတွေအများကြီးပဲအခုချိန်မှာကျမတို့ဖြစ်နေရတယ်ကိုယ့်ရဲ့မြေကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ channel အကုန်လုံးကိုစွန့်ပစ်ပြီးတော့မှဒီစစ်ပြေးအနေနဲ့ရှောင်တိန်နေရတဲ့လုံခြုံတဲ့နေရာကိုကျမတို့တွားနေရတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေကဘာကြောင့်မို့လဲကျမတို့ပြန်ပြီးတော့မှဒီသူ့ရဲ့အဓိက root cause သူ့ရဲ့ဒီတကယ်အရင်းမြစ်ပေါ့နော်ပြဿနာရဲ့အရင်းမြစ်ကဘာလဲဆိုတဲ့အရာကိုကျမတို့တကယ်ပဲကျမတို့ဖော်ထုတ်တင်တယ်စဉ်းစားတင်တယ်ရှာဖွေတင်တယ်ပေါ့နော်ဆိုတော့ဒီလောက်ချမ်းသာကြွယ်ဝတဲ့တဘာဝအရင်းအမြစ်တွေရှိတဲ့ကျမတို့ကချင်ပြည်နယ်မှာကြောက်စိမ်းလည်းရှိတယ်ရွှေလည်းရှိတယ်တစ်တော်တွေပန်းမှန်တွေအများကြီးပဲပေါ့နော်ကျမတို့မှာကြွယ်ဝတယ်ရေဆိုလဲဒါကျမတို့ရဲ့အရင်းအမြစ်ဖြစ်တယ်တောင်နေဆိုတော့အရင်းအမြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလောက်တန်ဖိုးရှိတဲ့ကျမတို့နေရာမှာဘာကြောင့်ကျမတို့ဒီလောက်ဆင်းရဲတာလဲဘာကြောင့်ကျမတို့ဒီလောက်ခက်ခဲတာလဲဘာကြောင့်မလို့ကျမတို့ဒီယာဒီဥတုတွေဖောက်ပြန်နေတာလဲဘာကြောင့်မို့လို့ကျမတို့ဒီတဘာဝဆိုးကျိုးတွေကိုခံစားနေရတာလဲဆိုတဲ့အရာကိုကျမတို့ကစဉ်းစားပြီးတော့မှလက်တွေ့ကိုယ့်ရဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့အရာကိုလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်လှုပ်ဆောင်တဲ့အချိန်ဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့အမျိုးသမီးတွေကဆိုလို့ရှိရင်လည်းမိမိရဲ့ပတ်ဝန်းကျင်ကိုကျမတို့ကအလေးထားပြီးတော့မှဒီတဘာဝပတ်ဝန်းကျင်ဆိုင်ရာကာကွယ်မှုလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းကျမတို့အမျိုးသမီးတွေဟာပါဝင်ဖို့ရန်အတွက်အင်မတန်မှတန်ဖိုးရှိတဲ့အရေးကြီးတဲ့အချိန်ရောက်ရှိနေပြီဖြစ်တဲ့အကြောင်းကိုကျမဒီလောက်ဆွေးနွေးချင်ပါတယ်